good ကမှာတော့ Michael Carey ရဲ့အိမ်ပြန်ခီးဒါမှမဟုတ်မြင့်ညာစီအပြန်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ဒီခီးကတော့ Manchester United Newcastle အဆုံစံခီးပဲဖြစ်ပါတယ်1992ခုနှစ်လောက်ကပါ Newcastle မြို့ရဲ့နာမည်ကျော်စိန်ချင်းပတ်ကွင်းကြီးတွေကကွန်ကရစ်တုံးလေးတစ်ခုပေါ်မှာထိုင်ရင်းကွင်းထဲကိုမျက်လုံးအဝိုင်းသားနဲ့ငေးကြည့်နေတဲ့6နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူ့စိတ်ထဲမှာဘောလုံးဆိုတာတွေ့တဲ့သားတွေကယူသွမှုတစ်ခုပေါ့။အဲ့ဒီကလေးဟာနယူကာဆယ်ကနာမည်ကျော်ဝေါ်ဆန်ဘွိုင်းကလပ်ကနေထွက်ပေါ်လာခဲ့တာပါ။ဒါပေမဲ့အထူးဆန်းတာကသူ့ရဲ့ professional ကစားသမားဘဝကနယူကာဆယ်မှာမဟုတ်ခဲ့ပဲလန်ဒန်မြို့ကဝက်ဆန်အသင်းမှာကစားခဲ့ပါတယ်။အဲဒီကနေတဆင့်စပါအဲဒီနောက်2006ခုနှစ်မှာတော့ဆာအက်လက်စ်ဖာဂူဆန်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ခုနဲ့အတူသူ့ဘဝရဲ့အရေးပါဆုံးအခန်းကဏ္ဍကြီးကိုစတင်ခဲ့တော့တာပါပဲ။ Manchester United မှာသူဟာ Ryan Kane ချန်ရေးခဲ့တဲ့နံပါတ်16ဂျာစီကိုဆက်ခံခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကစားဟန်ဟာကိန်းလိုမျိုးကြမ်းတမ်းခတ်ထန်တာမျိုးမဟုတ်ပဲကွင်းလယ်မှာတန်ဆုံတီးဝိုင်းမှုတယောက်လိုတိတ်တိတ်ဆိတ်ဆိတ်နဲ့အသင်းကိုထိန်းချောင်းပေးခဲ့သူပါကျွန်တော်က Manchester United အသင်းအတွက်ကစားပေးခဲ့တာမဟုတ်ဘူးသူတို့အတွက်ရှင်သန်ပေးခဲ့တာပါလို့သူကိုယ်တိုင်သူ့ကိုယ်ရေးအထုပ်ပတ်တီထဲမှာရေးသားခဲ့ပူပါတယ်တကယ်လဲသူဟာရှင်သန်ပေးခဲ့သူပါပဲ2008ခုနှစ်မော်စကိုချန်ပီယံလိညမှာပယ်နတီအဆုံးဖြတ်ကိုဝင်အောင်ကန်ပြီးအောင်ပွဲခံခဲ့တယ်လို့ဘာစီလိုနာကိုရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဖိုင်နယ်ရဲ့စိတ်သက်ကြစရာအချိန်တွေ2012ခုနှစ်အဂွဲရိုရဲ့နောက်ဆုံးမိနစ်သွင်းကိုကြောင့်ဖလားလက်လွတ်လိုက်ရတဲ့နာကျင်မှုတွေအားလုံးကိုသူဖျက်ဆီးခဲ့ရပါတယ်2018ခုနှစ်မှာနှလုံးခုန်နှုံးမမှန်တဲ့ယောဂါကြောင့်အရေးပေါ်လူနာတင်ရင်နဲ့ဆေးရုံထိရောက်ခဲ့ရပြီးကွင်းထဲကနေအပီးတိုင်ထွက်ခွာရတော့မယ့်အချိန်ထိ United ဂျာစီနဲ့အရာရာကိုပေးဆက်ခဲ့တယ်လို့ United နဲ့အတူယူလို့ရနိုင်သမျှဖလားအလုံးစုံကိုရယူပေးခဲ့သူပါကစားသမားကောင်းတစ်ယောက်ကအလိုလိုနီးပြကောင်းတစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုတာကျွန်တော်သိပါတယ်လို့သူဝန်ခံမှုပါတယ်ဒါပေမဲ့အခု2026ခုနှစ်မှာတော့သူဟာတကယ့်ကိုထိပ်တန်းနီးပြတစ်ယောက်ဖြစ်Old Traffordကိုပြန်ရောက်ရှိနေခဲ့ပါပြီ။ Ruben Amorim အထွက်မှာရဲရိုင်နေတဲ့အသင်းကိုလွှဲပြောင်းရယူပြီးကင်တွယ်ခဲ့တဲ့9ပွဲမှာ6ပွဲနိုင်တပွဲတည်ဆိုတဲ့အမခန့်ရလက်နဲ့ United ကိုအဆင့်9ကနေအဆင့်3အထိပြန်လည်ဆွဲတင်ပေးခဲ့တာပါ။အခုတစ်ပတ်ဗုဒ္ဓဟူးနေ့မှာတော့သူငငယ်ကငေးကြည့်ခဲ့ရတဲ့စိန်ချင်းဘက်ကွင်းကြီးစီကို United ရဲ့နီးပြတစ်ယောက်အနေနဲ့ပြန်လည်ခြေချရတော့မှာပါ။နယူကာဆယ်မှာမွေးဖွားခဲ့ပေမဲ့ United ရဲ့သွေးတွေအပြစ်စီးဆင်းနေတဲ့သူ့အတွက်တော့ဒါဟာရင်ခုန်စရာအိမ်ပြန်ခရီးစဉ်တစ်ခုပါပဲ။စကားနဲ့ပြီးအလုံးနဲ့တက်တည်ပြတတ်တဲ့ကွင်းလယ်လူဟောင်းကြီးသူကတော့ Michael Carey ပါ။နယူကာဆယ်မြေမှာ United ကိုဦးဆောင်မဲ့သူ့ရဲ့ခရီးစဉ်ကဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတာကိုကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်နေရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒါကတော့မြညာစီတို့အပြန်လို့နာမည်ပေးထားတဲ့Michael Carey ရဲ့အိမ်ပြန်ခရီးပါပဲခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခံစားကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Orange Go Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံပါတယ်။ဇုံထိနားဆင်ပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။